နော်အခုကဓာတ်သွေးနေတဲ့ပုံစံမျိုးအခုကဓာတ်သွေးနေဆိုတာကိုပညာရေးကိုနော်အနေပေါ်ခြုံဖို့ရလုပ်နေတာပေါ့ရှင်ပြန်ပြန်ရှေ့မှာပြောခဲ့ဥပါတယ်ရင်စမစာတော့ဒီစမစာသမားတော့မပြောတတ်ဘူး If I have 8 hours to get down the tree I will sharpen my axe for 6 hours ဆိုကြားဘူးလားပြောဘူးလားဘာပြောတာဆရာလေးတွေတော့ကြားဘူးတယ်ဒီမှာလည်းနောက်ကဦးစင်းတွေတယောက်မှကြားဘူးမှာမဟုတ်ဘူးဟိုအုပ်ကြီးကြားဘူးလားငါ့ငေးနေကြားဘူးလားမကြားဘူးပါဘူးမရှိကြားဘူးလားကဲကြားဘူးလားမဟုတ်ပါဘူးကြားဘူးလည်းပဲမကြားဘူးအောင်ဆောင်ဆောင်မှာဆိုတော့ဘာပြောလဲဆိုတော့တရားပြန်နားထောင်ကြည့် If I have now if I have 8 hours to cut down the tree ဘာပြောတော့တကယ်လို့မြတ်ငါမှာတဲ့တပင်ကိုဖြတ်ဖို့ရဘာပြောတော့ရှင်းနာရီအချိန်ရမယ်ဆိုရင် I will sharpen my axe ဘာပြောတော့ for 6 hours ငါရဲ့ပတ်စိန်ကိုဘယ်နိုင်တွေးမှာတော့6နိုင်တွေးမယ်အေးစေး6နိုင်တွေးရဆိုတာအေးစေးရိတ်အောက်ထက်မှာကိုယ့်ဘာကိုအေးစေးပဲ6နိုင်တွေးမယ်ဆိုတာသဘောကဆိုရင်တပင်ကဆိုရင်တပင်ဆိုတဲ့ပုံစံမျိုးကရှင်များဒီနာကငါပြောပင်ပြောတာမဟုတ်ငါပြောပင်တွေပါလေနော်အုံးပင်လေးတွေတိတိလေးပြောတာမဟုတ်ဥမာတွေပြောတာဒါကတပင်ကိုဖြတ်ဖို့ရအရှင်များတို့အချိန်ပေးတယ်ဗနိုင်ပေးတာတော့ရှင်းနိုင်အချိန်ပေးတတ်တဲ့ဆိုပါစို့ဒါပညာရှင်စကားပေါ့ I wish up in my that's a for တော့6 hours ဆိုတာကအဲ့ဒီအတွက်ဗနိုင်အနေပဲပါတော့ဓာတ်သွေးမှာတော့အစိမ်ကိုဗနိုင်သွေးမှာတော့နော် I wish up in my as for 6 hours ဆိုတာ6နာရီဘာပြောတာနော်အစိမ်သွေးမယ်ဆိုလိုချင်တာကအလုပ်တစ်ခုကိုအောင်မြင်ပြီးမြောက်ဖို့အထူးသဖြင့်ပြောမယ်ဆိုလွယ်ကူပြီးမြောက်ဖို့နော်ပန်းနိုင်ကိုလွယ်ကူစွာလင့်မြန်စွာရောက်ဖို့ရာပစိန်သွေးတယ်လို့ပေါ့ပစိန်ကိုဘယ်နာရီသွေးမှာတော့6နာရီသွေးပြီးတော့ခုတ်တဲ့က2နာရီပဲခုတ်တဲ့ကကြတော့ပစိန်ကရမ်းထက်နေတယ်ဘောပေါက်လားကိုပစိန်ကရမ်းထက်နေတယ်ကိုပစိန်ကအရမ်းသုံးဝင်နေတဲ့ကဟိုက2နာရီပဲချိန်ပြီးတော့မယ်ခုတ်ချိန်အောင်2နာရီလည်းပြင်မယ်1နာရီလည်းပြင်မှာနိုင်ဝက်နဲ့လည်းဒီသက်ပင်ကပြိုင်ပြတ်သွားမယ်မပင်မန်းတော့ဘူးအဲ့လိုမဟုတ်ဘဲနဲ့ရှင်များဓာတ်တုံးကြီးနဲ့တကယ်ပစိန်တုံးကြီးနဲ့8နာရီလုံးခုတ်နေတယ်ဓာတ်သွေးမထားဘူးပစိန်သွေးမထားဘူးခုတ်ဆိုရင်ခုတ်ချတာပဲဒီကတော့ပြောမယ်ဆိုရင်ခုနပြောတဲ့ပေါ့အသိဉာဏ်လေးတွေပေါ့မရှိတဲ့ခါကျတော့ဘာဖြစ်ဓာတ်တုံးကြီးနဲ့လှုပ်တဲ့ခါအောက်မြင်လာမပင်မန်းတယ်လေ1နာရီလည်းခုတ်တဲ့ခါကျတော့ exhaust ဖြစ်သွားတယ်ကိုအားဒီကုန်က2နာရီဆိုမခုတ်ချင်တော့3နာရီတော်ကြီးကွာဘလောက်ပဲအကျိုးမြတ်ရသဘောပေါက်လားမလုပ်ချင်တော့ဒီလိုပဲပညာရေးမှလည်းဒီလိုပဲအရှင်များများတပြည့်ပြောတာကနော်ဒါစာသင်ပြီးတော့ဆုံးမတာဒါပညာရေးမှလည်းဒီလိုပဲကိုအခုထိုင်းနေတာကခုနဥမာလို့ပေါ့နော် sharpen လို့ခေါ်တာပေါ့ဒါချွန်းနေတယ်လို့ခေါ်တယ်ပစိန်တွေဓာတ်တွေကိုချွန်းနေသွေးနေတာရှင်များတို့နောက်ကြရင်နော်ဒီဟာတွေပြန်နေပေါ့နော်ဘွဲတွေပါရသွားပြီဆိုတော့ねကိုကလုပ်ငန်းကိုဝင်တော့မှာစာကြဘုန်းကြီးတို့လုပ်မယ်မလုပ်ရင်ထပ်တန်းပညာရေးစက်တင်တယ်မယ်မဟုတ်လည်းပဲကျောင်းနိုင်ဆရာတွေလုပ်မယ်မဟုတ်လည်းလူထွက်မယ်စီးပွားရေးရှာမယ်ဘာပဲလုပ်အသက်ရှင်နေတဲ့ပြလမ်းကြောင်းတစ်ခုပေါ်ရောက်တော့မလျှောက်တော့မှာအဲ့လိုလျှောက်တဲ့အခါလာမှာမပင်မန်းနဲ့ငါလို့ပြောချင်တာမပင်မန်းနဲ့တတ်တာနဲ့ခရီးတစ်ခုကိုလွယ်ကူစွာချောမွေ့စွာရှောက်နိုင်ဖို့ရာသဘောပေါက်တယ်နော်အခုချိန်ဒီအရှင်များတို့လည်းအကောင်းဆုံးမလုပ်နေတဲ့အချိန်တော့ပစိန်သွေးဓာတ်သွေးနေတဲ့အချိန်လို့ပြောချင်တာသဘောပေါက်လားအဲ့လိုမှမဟုတ်ဘဲနဲ့အရှင်များနော်ပစိန်သွေးဓာတ်သွေးမှုလုံးမထားဘူးစာလုံးမထားဘူးသို့မဟုတ်အတတ်ပညာတွေအသိပညာတွေကိုစီးပူမထားဘူးဝိရိယတွေမထားဘူးနော်အချိန်တွေဖြုံးနေတယ်ဆိုရင်တစ်ချိန်ကျရင်ကိုကလုပ်ငန်းဝင်တော့ခါကျရင်နော်အရန်ဘာဖြစ်တော့ဟို stress တွေဖြစ်မယ်အရန်နောက်ကျသွားမယ်ဒါကြောင့်မို့အခုချိန်ဒီရှင်များဓာတ်သွေးနေတဲ့ချိန်ဖြစ်တယ်ဒီနေ့ပြောမယ်ဆိုရင်တော့အရန်ကံကောင်းတယ်လို့ပြောတာချို့ပုဂ္ဂိုလ်တွေအရှင်များတို့ရွယ်တွေစာမသိနိုင်ဘူးဟိုပြေးတီးပြေးဟိုရောက်တရားနော်ကျောင်းတိုင်းဘုန်းကြီးလိုဓမ္မဂတိကလိုအခန်းနေလိုတော့ပေါ့လားအခုလိုစေုံဆောင်လိုလူနာဆောင်လိုဩအများကြီးပဲဟိုလိုဒီလိုတွေမရှိဘူးလားအဲ့လိုဖြစ်သွားပြီဆိုရင်ရှင်များအခုလိုကံမကောင်းတော့ဘူးအခုလိုအေးချမ်းနဲ့စာတင်နေပြီးစာတွေပြန်လေ့လာမယ်စာတွေဖလှယ်မယ်စာဆွေးနွေးမယ်အခုချိန်ကရှင်များတကယ်တမ်းကျတော့ပညာရေးလိုက်စားတဲ့ချိန်မှာပို့ပြီးတော့ကိလေသာတွေလည်းနည်းတယ်ဒါတပြည့်တော့ပြောပြတာနော်အရှင်များတို့တပြည့်တော့လည်းပဲ
အခုအိတ်နေတယ်ဆိုရင်ကိလေသာရေထူတယ်အိတ်တယ်ဆိုတာနဲ့မောရတွေများမယ်ဒါပြချက်အိတ်ရနိုးတာနဲ့အလုံးမရှိဘူးဆိုရင်ဟိုတွေးတွေနော်မကောင်းတာတွေးတာများတယ်ပထမဆုံးရှင်မြောက်တယ်သိတယ်ဟောကောင်းတာတွေးလည်းပဲမလုပ်ဖြစ်ဘူးအိတ်နေတဲ့ခါကျတော့အိတ်ချင်မှုတဲ့အလောကမရှိတဲ့ကဥပမာပြောပြတာအခုကျတော့ပုံမှန်လေးစာတင်မယ်ဆိုတဲ့အသိရှိပြီဆိုရင်စာလေးကြည့်ရမယ်အဲ့ဘဘွားကလည်းဘဲလင်းပြောင်းလို့ပဲဧည့်သည်လာရင်ပဲချင်တာပါဦးစင်စာတင်တဲ့ဒီချိန်မှာဧည့်သည်မလာနဲ့အဲ့လိုမဖုံးမလာနဲ့ကိုကြိုပြောထားရတယ်ဒါကပြောချင်တာကနော်ဘဝမှာပြောတော့ balance ဖြစ်သွားတာပေါ့ဒီနေ့ပေါ့ကိုဒီမှာတက္ကသိုလ်လုပ်ငန်းတွေဒကာတော်မလုပ်ငန်းတွေဒကာမတွေဆက်ဆံရေးတွေမှာလည်းပဲမလင်းဘူးစာသင်စာကြလည်းမလင်းဘူးပြီးတော့အလုပ်လည်းဖြစ်နေတဲ့ခါကျအလုပ်လည်းရှိနေတဲ့ခါကျတော့ဘဝအရန်ဒါကံကောင်းတယ်ပြောမှာတပည့်တော်လည်းရန်ကံကောင်းတာပေါ့ဒါပြောချင်တာကံကောင်းတယ်ဆိုတာရှင်များတို့စာပေပို့ချခွင့်ရတော့ကံကောင်းတယ်တပည့်တော်တောရောက်ကြည့်ပါလားတောရောက်နေမယ်နိုင်ငံခြားရောက်နေဒီလိုခွင့်ရမှာမဟုတ်ဘူးဒါကြောင့်မို့နိုင်ငံခြားမှာတပည့်တော်နေခွင့်တွေရှိတယ်ဒါမနေဘူးပေါ့အဲ့လိုပြောတာဘုရားကကိုရီးယားသွားတယ်ကိုရီးယားတကားတွေပေါ့ကိုရီးယားရွာသားတွေကညာနဲ့ကြီးရှိတယ်သူတို့ပြင့်တယ်တပည့်တော်ကျတဲ့နေရာနေခြင်းတဲ့နေရာပေါ့ကိုရီးယားနိုင်ငံမှာno တပည့်တော်ရမ်းညင်းတယ်သူလည်းသိပါတယ်တချို့ကသိတယ်တချို့ကဉာဏ်ပညာရှိတယ်ဘုန်းကြီးနဲ့ကိုရီးယားနဲ့မကိုက်ဘူးကိုရီးယားမှာမကိုက်ဘူးဆိုတော့ကိုရီးယားကခုနလိုပဲနော်ထိုင်းနေတာများတာပေါ့ဘာမှတကယ်တမ်းကျမမေရမရှိဘူးဒီလိုကိုရီးယားနိုင်ငံဥပမာပြောတာဘယ်နိုင်ငံသွားဒါတပည့်တော်တဲ့နိုင်ငံတကာများရောက်ဘူးလေနေဘူးလေဩစတြေးလျတို့ပါတော့ရောက်ဘူးလေနေဘူးလေဟောဘူးလေဆရာတော်တွေရဲ့နော်လိုက်ဆိုင်တွေလေ့လာသင်ယူတယ်ဆရာတော်တွေဘယ်လိုမြတ်နေကြလဲကိုရီးယားမှာ20 30ဘာတွေလုပ်နေကြလဲသာသနာပြုလုပ်ငန်းတွေဘလို့နော်ဘလို့မြန်အသွင်ခွန်ဆိုင်စ조사နေတယ်လေစ조사ပြီးတော့ပေးတဲ့အချိန်ပေါ် runless ဇက်ပေါ်ရလက်ကဘာတွေရလဲပေါ့တပည့်တော်ကသုံးသက်ပြီးမှဒီလုပ်ငန်းကိုရွေးတာတပည့်တော်ရှင်မြောက်တယ်မတွေ့ခင်2019ကဩစတြေးလျရောက်တာ10နှစ်တောင်ပြည့်တော့မယ်အဲ့တော့ဒကမကြီးတပည့်တော်ကဩစတြေးလျမှာကျောင်းတက်အခွင့်အရေးပေးတယ်ရွာဆရာတော်ကပြောတယ်မင်းနေခဲ့ဆရာတော်ကမင်းကတော့ဆရာတော်ကမင်းနေခဲ့ရတယ်ကျောင်းတက်သူကအကုန်ပေးမယ်အိမ်ခန်းတွေငါပေးမယ်နေရာထိုင်ခင်းတွေပေးမယ်ကျောင်းကားတွေပေးမယ်ဦးစင်တပည့်တော်သူလေးစားတယ်ဒကာကြီးတွေဓမ္မကြီးတွေကကြီးညိုတယ်ပြီးတော့လည်းဒီအင်္ဂလိပ်စာပေပါညာလာရှိတယ်သိလို့ပေးတယ်တပည့်တော်ကစဉ်းစားတယ်ပေါ့နော်ဒါတပည့်တော်ဒါအတွေ့အကြုံလေးပြောရတယ်ဟိုမှာခုနပြောတဲ့နိုင်ငံခြားမှာနေပြီးတော့တာနာပြုရမယ်နော်ခုနပြောရလက်ပေါ့ပြီးလို့ချင်းပြောမယ် consequence ပေါ့ရလာမယ်ရလက်နဲ့ခုတပည့်တော်ဒီမှာပေါ့မြန်မာပြည်မှာအခုတော့စာသင်စာချလုပ်တဲ့တပည့်တွေမွေးတဲ့နော်ပြောမှဆိုပညာသက်တွေမွေးတဲ့လုပ်ငန်းတွေတခြားစီပဲတပည့်တော်ရဲ့စိတ်ထဲမှာဘာကြောင့်တပည့်တော်ကဟိုမှာနေတဲ့ခါမှာဒီဒေါ်လာတွေလက်ပါတွေမြောက်ကိုပြီးတော့နေမဲ့လူတန်းစားမဟုတ်ဘူးလေသဘောပေါက်လားဟိုနေတဲ့ဆရာတော်တွေလည်းအဲ့လိုကြောင့်နေတယ်ပြောတာမဟုတ်ဘူးကိုတွေးတာငါကဒီမှာနေမယ်ဩစတြေးလျနေမယ်ကိုရီးယားနေမယ်ဂျပန်နေမယ်နိုင်ငံခြားမှာနေမယ်ဘာကြောင့်နေမှာလဲငွေကြီးကြောင့်လားတခုပေါ့သာသနာပြုလုပ်ငန်းလားငွေကြီးကြောင့်မဟုတ်သာသနာပြုလုပ်ငန်းဆိုလို့ရှိရင်ကိုယ့်ရဲ့ scale ပေါ့ကိုယုံကြည်တယ်ကိုယ့်ရဲ့ inner confidence ကသာသနာပြုလုပ်ငန်းနိုင်ငံခြားမှာရလာမယ်ခုနပြောတဲ့အကျိုးရလက်နဲ့ကိုယ့်ပြည်တွင်းမှာရတဲ့အကျိုးရလက်ကပိုအားတာတယ်လို့တပည့်တော်ယုံကြည်လို့ခုနရလာတဲ့အခွင့်အရေးလုံးဝတပည့်တော်ညှင်းပယ်တယ်ဒါပေမဲ့တပည့်တော်ရှောက်ခဲ့သေးတဲ့ဓမ္မကြီးတွေပေါ့ဘယ်လိုရှောက်ခဲ့လဲဆိုတော့တပည့်တော်ပေါ့ဆိုတော့ဦးဇင်းကတော့နော်အဲ့တော့ဦးဇင်းကတော့နောက်ဆုံးကြပြောတာပေါ့လက်မခံတော့ဘူးဒီ scholarship ကိုမိုက်တော့ပေးတယ်ရဘူးဒါပေမဲ့တစ်ချိန်ညရင်ဦးဇင်းရဲ့တပည့်တွေကတော်တဲ့ထိုးချွန်တဲ့ဦးဇင်းလေးတွေပေါ်လာရင်စာကြလေးတွေပေါ်ပါလေပေါ်လာရင်တော့ဓမ္မကြီးတို့ထောက်ပံ့နိုင်လို့ရှိရင်တော့ဦးဇင်းလှုပ်ပေးမယ်ဦးဇင်းကိုယ်တိုင်ကတော့ပညာမသိရင်တော့ပေါ့အဲ့လိုပြောချင်တာဟုတ်တယ်နော်ဆိုတော့ဘာပြောချင်တာလဲဆိုတော့နော်နောက်ဆုံးပြောချင်တာကအရှင်ဘုရားမြတ်နော်ဒီလိုမျိုးပေါ့သာသနာပြုလုပ်ငန်းတွေလုပ်တဲ့အခါမှာနော်အကျိုးဆိုတာကဒီလိုလည်းပဲကိုယ်ကစဉ်းစားတတ်ရတယ်နော်ဘယ်မှာနေသင့်တယ်လဲဘာတွေလုပ်သင့်တယ်လဲကိုယ့်အတွက်ရလာမယ်ရလက်ကပြောချင်တာကငွေကြေးတခုလေလားပေးဆက်မဲ့အချိန်ဒီကာလတွေပေါ့ဒါကြောင့်မို့တပည့်တော်ဒီမှာနေတဲ့ကာလနော်ကိုကအကောင်းဆုံးချိန်ပဲပညာရေးတွေကိုစ조사လုပ်ပါလုပ်သွားပြီးတော့ဘဲရောက်ပေါ့နော်တချိန်ညရင်ရှင်များကိုလက်ကိုလျှောက်တဲ့အခါကောင်းမွန်စွာရှောက်လန်းနိုင်အောင်နော်အခုတွေကစ조사သွားလို့ပြောချင်တာနော်အခွင့်အရေးရလာတဲ့အခါအခုတော့ဘာစကောလာရှိတွေရလာတဲ့ဝါတွေရလာတဲ့အခါကျတော့ရှင်များနော်အလွယ်တကူနော်ပြောမှဆိုတော့ဘဝရဲ့နော်လေကားတဲ့သဖွယ်ပေါ့အသုံးချတတ်အောင်ဒါအခုတွေကမိမိရဲ့စ조사သွားလို့ဒါတပည့်တော်ကဒါစာဝါပြီးခြင်းပေါ့ပြီးတဲ့အခါမှာဒါအထိမ့်မဲ့ပေါ့နည်းနည်း
အမတ်တရစကားလေးပြောတာနော်